ကျွန်တော်ဒီ Mansaro Steel Fabrication and Manufacturing Company Limited က2015ခုနှစ်မှာတည်ထောင်ခဲ့ပြီးတော့ကျွန်တော်တို့ကဒီ Italy ဆက်နဲ့ဒီ hollow pipe ရဲ့ structural round pipe တွေကိုကျွန်တော်တို့ကဒီမြန်မာနိုင်ငံတိုင်းနိုင်ငံလုံးကျွန်တော်ရောင်းချပေးတာပါမြန်မာနိုင်ငံမှာလက်ရှိရလဲတရုတ်နိုင်ငံပဲဖြစ်ဖြစ်ဟို VN နိုင်ငံကနေပဲဖြစ်ဖြစ် hollow pipe တွေလာလည်းရှိပါတယ်ခင်ဗျဒါမှကျွန်တော်ဒီ local နေပြီးထုတ်တဲ့ပစ္စည်းတွေအားသာကြကကျွန်တော်တို့ရဲ့ zinc quality ပေါ့နော် zinc coating 1080အဖြစ်ရှိပါတယ်ဒီကောင်ကမိုးတံရောရေတံရောအကုန်လုံးခံနိုင်တဲ့အင်အားရှိတဲ့ပစ္စည်းတစ်ခုဖြစ်ပါတယ်နောက်တစ်ခုကသူ့ရဲ့ welding line ကအရင်ကောင်းပါတယ်ကျွန်တော်တို့က Italy နီးပညာနဲ့သုံးတဲ့အပြင်တရုတ်နဲ့မတူဘဲနဲ့ VN နဲ့မတူတဲ့အားသာကြဒီ Italy နီးပညာပါကျွန်တော်တို့ကားကျိန်အောင်မှာဒီ welding မကွဲအောင်ဆိုပြီးကျွန်တော်တို့အာမခံပေးလို့ရပါတယ်ခင်ဗျအားသာကြတစ်ခုရှိတာကျွန်တော်တို့ဒီ capacity ရှိကြပြန်မြန်မာနိုင်ငံမှာတစ်လုံးနဲ့ရှိတာပေါ့ပြီးတော့ Southeast Asia မှာလည်းကျွန်တော်တို့ဒီ Italy ဆက်ကတစ်လုံးနဲ့ဖြစ်တယ်သူကဆက်တစ်လုံးနဲ့100 metric ton ရဲ့ capacity ဆိုတာတော်တော်များများနိုင်ငံမှာဆိုရင်9လုံး6လုံးလောက်သုံးနိုင်တဲ့အားရှိတာကိုကျွန်တော်တို့တစ်လုံးနဲ့ကျွန်တော်တို့အင်အားပေးလိုက်တယ်ဒီနှစ်အကုန်မှာလာမယ့်ပစ္စည်းကျွန်တော်တို့ဒီ set တစ်လုံးကကြတော့ကျွန်တော်တို့ continental 3 continent 4 continent မှာဒီလိုမျိုး technology လည်းမရှိဘူးဤပညာလည်းမရှိခဲ့ဘူး man power လည်းအရင်နေပြီးတော့ကျွန်တော်တို့အားလုံးက technology base ပဲသွားတဲ့ company တစ်ခုဖြစ်ပါတယ်ခင်ဗျလူကြီးမင်းတို့မှာ hollow pipe ပဲဖြစ်ဖြစ် structural framework pipe တွေအတွက်ပဲဖြစ်ဖြစ် scaffolding ရန် pipe တွေအတွက်ပဲဖြစ်ဖြစ်ပစ္စည်းတွေလိုအပ်တာရှိတယ်ဆိုရင်ကျွန်တော်တို့ဒီ Mansaro Steel Fabrication Company Limited မှာကြိုးစားပါတယ်ခင်ဗျကျေးဇူးတင်ပါတယ်ခင်ဗျ